တင်းရဲ့လက်တွေခြေထောက်တွေကတင်းရဲ့ခိုင်းစေမှုမပါပဲသူ့အလိုလိုလှုပ်ရှားသွားတာမျိုးကြုံဘူးပါသလားတခါတလေမှန်တဲကတင်းရဲ့အရေးကိုကြည့်ရင်ဒါတကယ်ရောငါပဲလားလို့တွေးမိတဲ့အချိန်မျိုးရောရှိဘူးလားအခုကျွန်တော်ပြောပြမယ့်ဇလန်းကတော့လူသူကင်းမဲ့တဲ့တောင်ပေါ်မြို့လေးတစ်ခုကရှေးဟောင်းအင်ကြီးတစ်လုံးထဲမှာအစပြိုခဲ့ပါတယ်တတိထားပါဒီဇလန်းဆုံးသွားရဲ့အခါတင်းခန္ဓာကိုယ်ကိုတင်းတကယ်ပိုင်ဆိုင်တည်ရဲ့လားဆိုတာတန်တရားဝင်သွားပါလိမ့်မယ်ရှမ်းပြည်နယ်ကလောမြို့စုံကထင်းရှူးတော်တွေအလဲမှာနှစ်ပေါင်းတီလာကျော်တက်တန်းရှိပြီဖြစ်တဲ့ကိုလိုနီခေတ်ခြံဝင်းကျဲကြီးတစ်ခုရှိတယ်အဲ့ဒီခြံကြီးတဲကနှစ်ထပ်တိုက်အိုကြီးကိုအမွေရလိုက်တဲ့မြေးဖြစ်သူကအိမ်ကိုဖြိုဖျက်ပြီးဟိုတယ်ဆောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့အိမ်ထဲမှာရှိနေတဲ့ရှေးဟောင်းပစ္စည်းတွေကိုအရင်ဆုံးတံပိုးဖြတ်ပြီးရောင်းချဖို့အတွက်ရန်ကုန်ကနေနာမည်ကြီးရှေးဟောင်းပစ္စည်းအကဲဖြတ်ပညာရှင်သူရကိုငှားရမ်းလိုက်ပါတယ်သူရဆိုတာကအမြင်ဆူးရှသလိုလောဘလည်းကြီးတဲ့သူပါရှားပါပစ္စည်းတွေကိုဈေးနှိမ်ဝယ်ပြီးမှောင်ကိုဈေးကွက်မှာပြန်ရောင်းကကြီးပွားနေသူတယောက်ဖြစ်ပါတယ်မိုးဖွဲကြနေတဲ့ညနေခင်းတစ်ခုမှာသူရအဲ့ဒီအိမ်ကြီးစီရောက်သွားတယ်အိမ်ဆောင်အဘိုးကြီးကတော့တွေကိုပေးပြီးညဘက်ဆိုအိမ်အပေါ်တက်ကနေခြေတံတွေကြားရတတ်တယ်ဘာတန်ကြားအပေါ်တက်ကိုမတက်ပါနဲ့လို့တတိပေးပြီးရော်ရဘက်ကိုပြန်ဆင်းသွားတယ်သူရကတော့ဓာတ်တွေကိုရေးချင်နေပါတယ်တရေဆိုတာဈေးကွက်ထဲမှာရောင်းစားလို့ရတဲ့ပစ္စည်းမှမဟုတ်တာငါဂယုစိုက်စရာမလိုဘူးလို့တွေးလိုက်တယ်ည9 နာရီသူရလက်နေတမ်းမီးကြလက်နဲ့အိမ်ရဲ့အခန်းတိုင်းကိုလိုက်လံစစ်ဆေးနေပါတယ်အောက်ထက်မှာတော့ရိုးရိုးရှေးဟောင်းဘလူဘောကတွေကလွဲပြီးထူးထူးခြားခြားမရှိပါဘူးဒါပေမဲ့အပေါ်တက်မာစတာအခန်းကြီးရဲ့နေရန်တစ်ခုမှာလွှင့်ရွက်ဝက်တကားငယ်တစ်ခုကိုသူသွားတွေ့တယ်တကားကိုတွန်းဖွက်လိုက်တော့အခန်းကြီးလေးတစ်ခုအဲ့ဒီအခန်းထဲမှာဖုံတွေအထက်ထက်တက်နေတဲ့မှန်စီရွှေချားတေတာကြီးတစ်ခုရှိနေတယ်သူရတေတာကိုအားယူဖွင့်လိုက်တဲ့အခါသူ့မျက်လုံးတွေပြူးကျဲသွားတယ်တေတာထဲမှာလူတရက်စားနီးပါအရွယ်စားရှိတဲ့ရှေးဟောင်းမင်းသားရုပ်တေးရုပ်ကြီးတရုပ်ရှိနေတယ်တစ်သားကိုအနုစိတ်ထွန်းထူးထားပြီးဆေးရောင်တွေမှာအခုထိလက်ဆက်နေစေပဲအန်အိုးစရာအကောင်းဆုံးကရုပ်သေးရုပ်ရဲ့လဲဘေးမှာဆွဲထားတဲ့လက်မလောက်ရှိမဲ့သွေးကဲ့သို့နေရတဲ့ပတမြားလဲဆွဲကြည့်ပါပဲရုပ်သေးရုပ်ရဲ့မျက်လုံးတွေကဖန်တိုင်းနဲ့လှုပ်ထားပေမဲ့အသက်ဝင်လွန်းလို့သူ့ကိုစိုက်ကြည့်နေတယ်လို့ခံစားရတယ်ဒီလဲဆွဲတာငါလက်ထဲရောက်ရင်တစ်လုံးထိုင်စားလို့ရပြီသူရရဲ့လောဘကကြောက်စိတ်ကိုလွှမ်းမိုးသွားပါတယ်ရုပ်သေးရုပ်ရဲ့လဲပင်ကပတမြားလဲဆွဲကိုအတင်းဆွဲဖြုတ်လိုက်တယ်အဲ့ဒီအချိန်မှာရုပ်သေးရုပ်ရဲ့တစ်သားလက်ချောင်းတွေကကြည်ခနဲအတန်မီပြီးအနှဲငယ်ကွေးကောင်းသွားသလိုသူရမြင်လိုက်ပေမဲ့အထင်မှားလာနေမှာပါလေဆိုပြီးလဲဆွဲကိုအိတ်ကက်ထေချဲကအောက်ထက်အိတ်ခန်းကိုပြန်ဆင်းလာခဲ့ပါတယ်ည12 နာရီခွဲအပြင်မှာမိုးတွေသိခိခိမာနေတယ်သူရအိတ်ရပေါ်မှာမေးကနေအိတ်ပြော်သွားတော့တောက်တရွတ်အပေါ်တက်ကနေတခုခုကိုဆွဲငင်နေတဲ့အတန်ခြေတန်းလူလိုအတန်တွေကြားလာရတယ်သူရလန့်သွားတယ်အတန်ကအပေါ်တက်ကနေလှေကားတိုင်းတစ်ထစ်ချင်းဆင်းလာတယ်တောက်တစ်သားနဲ့ကြမ်းပြင်ရိုက်ခတ်တန်တွေသူရအသက်ရှူဖို့တောင်မေ့သွားတယ်အတန်ကသူ့အိတ်ခင်းတကားရှိမှရပ်သွားတယ်ရုတ်တရက်အခန်းထဲကမီးလေးကပြက်ကြပြီးအမှောင်ကျသွားတယ်လင်းလက်သွားတဲ့လျှက်စစ်လွှမ်းအောင်မှာတကားဝမှာရက်နေတဲ့အရာကြီးကိုသူမြင်လိုက်တယ်လဲဆွဲအဖြုတ်ထားပြီးသွားတဲ့မင်းသားရုပ်သေးရုပ်ကြီးပါဒါပေမဲ့အခုရုပ်သေးရုပ်ကြီးရဲ့မျက်နှာကအစကလို့မဟုတ်တော့ဘူးဒေါသကြီးတဲ့မျက်တွေဝါနေပြီးမျက်လုံးအိမ်တွေကနေအနီရောင်အလင်းတန်းတွေထွက်နေတယ်ရုပ်သေးရုပ်ရဲ့လက်ချောင်းတွေစီကနေမျက်စိနဲ့မမြင်ထားတဲ့ကျူးတွေကအပေါ်ကိုတဲနေပြီးအပေါ်တဲ့မျက်နှာချက်ထဲကအမှောင်ထုထဲမှာတစုံတယောက်ကဒီရုပ်သေးရုပ်ကိုကျိုးဆွဲကစားနေတယ်လို့ပဲအဲ့ဒီကျိုးဆွဲနေတဲ့မမြင်ရတဲ့အရာကတော့ဒီရုပ်သေးရုပ်ကိုပိုင်ဆိုင်တဲ့တရေဝိညာဉ်စိုးထွေရမှာပါရုပ်သေးရုပ်ကြီးကသူ့စီကိုလေပေါ်ကနေတဖြည်းဖြည်းလွင့်လာတယ်သူ
သူရထပြေးတို့စူးစမ်းပေမဲ့သူ့ခန္ဓာကိုယ်ကလှုပ်လို့မရတော့ဘူးသူ့လက်တွေခြေထောက်တွေကိုအေးဆက်ဆက်အချီလိုအရာတွေကလာပတ်ထားတယ်လို့ခံစားလိုက်ရတယ်ရုပ်သေးရုပ်ကြီးကသူ့မျက်နှာပေါ်ကိုငုံမိုးလိုက်တဲ့အခါတစ်သားပွက်တိုက်တယ်လို့အကွဲကွဲအတန်ကြီးနဲ့ပြောလိုက်တယ်မင်းကငါရဲ့အရာကိုလိုချင်တာဆိုတော့မင်းကိုယ်တိုင်ငါနေရာမှာလာနေလေရုပ်သေးရုပ်ရဲ့တစ်သားကွာကြီးကသူ့ရရဲ့မျက်နှာကိုအုပ်ကင်လိုက်တဲ့အချိန်မှာသူ့ရဲ့အသိစိတ်မောင်တိုက်သွားပါတော့တယ်အကြာမြင့်ဟေးလူကိုသူရထတော့လေနေရောင်ကြီးကမျက်နှာပေါ်မှာကြာရောက်လာချိန်သူ့ရမျက်လုံးပွင့်သွားတယ်အိမ်ဆောင်အဘိုးကြီးကသူ့ကိုလာနှိုးနေတာသူရပတ်လင်းချင်းကိုကြည့်လိုက်တော့သူကအောက်ထက်အိတ်ခမ်းထဲမှာအကောင်းပကတိရှိနေတယ်လဲဘင်းကိုစမ်းကြည့်လိုက်တော့ဘာတန်ရာမှမရှိဘူးဟဲအိမ်မက်ဆိုးမှတ်တာပဲသူရတက်ပြင်းချလိုက်တယ်အိတ်ကက်ထဲကိုစမ်းကြည့်လိုက်တော့ပထမလေဆွေးကရှိနေတုံးပဲသူရချက်ချင်းပဲပစ္စည်းတွေသိမ်းကားပေါ်တက်ပြီးအဲ့ဒီခြံဝင်းကြီးတွေကရန်ကုန်ကိုအမြန်ဆုံးမောင်းထွက်လာခဲ့တယ်သူလွတ်မြောက်သွားပြီလို့ထင်ခဲ့ပါတယ်တစ်နှစ်လောက်ကြာပြီးနောက်ပထမလေဆွေးကိုရောင်းချလိုက်ရတဲ့ငွေတွေနဲ့သူရဟာရန်ကုန်မှာတထေးကြီးတူတော့ဖြစ်နေပါပြီနမဲကြီးကုမ္ပဏီတစ်ခုထောင်ပြီးချောမောလှပတဲ့မင်းကလေးတယောက်နဲ့လည်းမင်္ဂလာဆောင်တော့မှာပါအရာအလုံးကပြည့်စုံလို့နေတယ်မင်္ဂလာဆောင်တဲ့မနက်ခင်းမှာသူရသူ့ရဲ့အခန်းထဲကမှန်ကြီးဖြေးမှရပ်ပြီးအနောက်တန်းဝစ်စုံကိုတေးသက်အပင့်လွှမ်းနေတယ်သူအယမ်းကိုပျော်ရွှင်နေတယ်ဒါပေမဲ့မှန်သေးကိုတေးချကြည့်လိုက်တော့တခုခုမှားနေတာကိုသတိထားလိုက်မိတယ်သူကပြုံးနေပေမဲ့မှန်သေးကသူ့ရဲ့အရေးကလုံးဝမပြုံးဘူးတီးကြက်ကြီးပြန်စိတ်ကြည့်နေတယ်သူရလန့်သွားပြီးလက်ကိုမြောက်ကြည့်လိုက်တယ်သူ့ရဲ့အပြင်ဘက်ကလက်ကမြောက်သွားပေမဲ့မှန်သေးကအရေးကလက်မြောက်မသွားဘူးအဲ့ဒီအခြားမှန်သေးကသူရယနေ့အရေးကခနဲ့တဲ့ပြုံးလိုက်ပြီးသူ့ကိုလက်ပြနှုတ်ဆက်လိုက်တယ်ဒါဘာချစ်တာလဲသူရစကားပြောဖို့ပစတ်ဟလိုက်ပြီးမြဲအတန်ထွက်မလာတော့ဘူးသူ့ခန္ဓာကိုယ်ကြီးကသူ့စကားကိုလုံးဝမနာတော့ဘူးသူ့ရဲ့လဲပင်လက်ကဝက်နဲ့ခြေချင်းဝါတွေစီကနေပင်သူကိုကျိုးလိုအရာတွေကရစ်ပတ်ထားတာကိုသူရုတ်တရက်မြင်လိုက်ရတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့အတိစိန်ကရဟတ်အမြန်လဲသလိုနောက်ကိုအလွန်လင်းစာနဲ့နှုံနဲ့ဆွဲငင်ခံလိုက်ရတယ်ကြည်ကျွတ်သူကပြန်တတိရလာတဲ့အခါပလင်းချင်းကအမှောင်ထိုက်သွားနေတယ်ဖုန်နန့်မိုးစော်နဲ့တစ်သားဟောင်းနန့်တွေကိုရနေတယ်သူလှုပ်တော့ကြိုးစားပေမဲ့သူ့ခန္ဓာကိုယ်ကတစ်သားတွေလိုမာတောင့်နေတယ်သူမျက်လုံးကိုအာယူဖွင့်ကြည့်လိုက်တဲ့အခါသူရောက်နေတာကကလောကအင်ကြီးရဲ့အပေါ်တက်လွှရွတ်ဝတ်အခန်းထဲကမှန်စီရွှေချတစ်တာကြီးထဲမှာပါသူလုံးဝအော်လို့မရဘူးလှုပ်လို့မရဘူးသူရှိမှမှန်ကွဲဆယ်လေးတစ်ခုမှထင်ဟပ်နေတဲ့သူ့ရဲ့ပုံစံကိုသူမြင်လိုက်တယ်သူဟာမင်းသားရုပ်သေးရုပ်ကြီးအဖြစ်ကိုပြောင်းလဲသွားခဲ့ပါပြီဖန်စားမျက်လုံးကြီးအနောက်ကနေသူရရုပ်ဝိညာဉ်ကအကျဉ်းချနေတာပါလွန်ခဲ့တဲ့ကနစ်ကကလောကနေရန်ကုန်ကိုကားမောင်းပြီးထွက်သွားတာသူရမဟုတ်ဘူးသူရရဲ့ခန္ဓာကိုယ်ကိုယူပြီးလူပေါင်ထဲကိုဝင်သွားတဲ့အဲ့ဒီရုပ်သေးရုပ်ထဲကတရေဝိညာဉ်စိုးပါပဲရုပ်သေးတရေကသူ့ခန္ဓာကိုယ်ကိုယူပြီးစီးစိမ်ချမ်းသာတွေကိုခံစားနေချိန်မှာတကယ်သူရရဲ့ဝိညာဉ်ကတော့ဒီတေတာအိုကြီးထဲမှာကျိုးဆွဲရမယ်ရုပ်သေးရုပ်ကြီးအဖြစ်ခြာဝရကျင်စာသွားခဲ့ပါပြီတူပိုင်ဆိုင်တဲ့အရာကိုလောဘတကြီးနဲ့မတရားရယူခြင်းတဲ့အခါအဲ့ဒီလောဘကပဲကိုယ့်ရဲ့ဝိညာဉ်ကိုပြန်လဲဝါမျိုးထွားတတ်ပါတယ်ကိုရလိုက်တယ်လို့ထင်တဲ့အောင်မြင်မှုနဲ့စီးစိမ်တွေဟာတကယ်တမ်းကျတော့ကိုယ့်ကိုကျိုးဆွဲချဲလဲမဲ့နတ်ဆူတွေပဲဖြစ်ပါတယ်လောဘနာကိုလိုက်လွန်တဲ့သူဟာနောက်ဆုံးမှာတော့ကိုယ်ပိုင်ဘဝကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာမရှိတော့ပဲလောဘရဲ့ကျိုးဆွဲရာကိုကရတဲ့ရုပ်သေးရုပ်ဘဝကိုမလွဲသဖြင့်ရောက်ရှိသွားမှာပဲဖြစ်တာလေ